Hello အားလုံးပဲမင်္ဂလာပါ Daily Dose ဆော့လီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လီယိုတို့က Icon CN သွားတဲ့မှာဖြစ်ပါတယ်ဒီဖုန်းနဲ့ဘာနဲ့ကို Icon CN ရဲ့ပေါ့နော်အဲ့ဒီမှာရှိရရန်ကုန်တီဟောက်ရဲ့မှာကျွေးဖို့လီယိုတို့ခေါ်ပါမလို့ပါလီယိုတို့ပထမဆုံးအရင်နေစားထွက်တဲ့ခါကျတော့မနေ့ပိုင်းလေးပေါ့နော်10နာရီဝန်းကျင်လောက်ပါပဲလီယိုတို့ကအရန်နေအစောကြီးလည်းမဟုတ်ဘူးပေါ့နော်ဟိုဘက်ကကုန်းတိုက်လည်းဖွင့်မဲ့အချိန်နဲ့ခံမှန်းနေပြီးတဲ့ခါကျတော့အရန်နေထွက်ကြပါတယ်လီယိုတို့ဒါအောက်ကနေ post ကငားတဲ့ပြီးတဲ့ခါကျတော့သွားမှပေါ့နော်ကားကတော့အိမ်ကနေ45မိနစ်လောက်တော့စီးရတယ်ပေါ့နော်ကားပိတ်တာနဲ့ဗာနဲ့ဆွဲခါကျတော့အဲ့လောက်တော့သွားရတယ်ပေါ့နော်လီယိုတို့ပေါ့နော်ဟိုလဲရောက်တဲ့ခါကျတော့ဒီပထမဆုံးဒီ basement လို့ခေါ်လာသူတို့အဲ့ဒီ market ထဲမှာပေါ့နော်အရင်ဆုံးလဲပတ်တယ်သူတို့တွေကိုပြရတယ်ပေါ့နော်ဥပမာမိချောင်းတာတို့ဒါတို့ပေါ့နော်အစုံပါပဲလီယိုတို့တော့ဘာမှတော့ထူးထူးကြီးတော့ဝယ်မစားခဲ့ဘူးဒါပေမဲ့အဲ့ကောက်ရင်းနဲ့အုံကြီးလေးနဲ့လုပ်တဲ့ဟာတော့ TikTok တွေပါဒီမှာလည်းအမြဲတွေ့ပြီးတော့စားခြင်းနေတဲ့ခါကျတော့အဲ့ဒါလေးကတော့လီယိုတို့ဝယ်စားခဲ့ပါတယ်တခြားအစားတောက်လေးတွေကတော့ပေါ့နော်စားခြင်းစရာလည်းကောင်းတယ်လို့ကောင်းမဲ့ပုံလေးလည်းပေါ်တယ်ဒါပေမဲ့ဈေးတွေကကျတော့လေအရင်ကိုများတယ်ပေါ့နော်ဥပမာတရက်သီးချောက်တို့ပါတို့ပေါ့နော်တခြားအစုံပါပဲအကုန်လုံးကတော့သူတက်ရက်နဲ့ပါနေပေါ့နော်စားခြင်းစပွဲလေးတွေပါပဲအဲ့ဒါနဲ့အောက်ထပ်မှာလဲပြီးတော့အပေါ်ဓာတ်ကိုလီယိုတို့တက်လာခဲ့တယ်ပြီးတော့ပေါ့နော်လီယိုတို့ကဒီအဖိုးနဲ့အဖွားကတယောက်စီတွဲထားတယ်ပေါ့နော်အဖိုးကလည်းဖြူစင်ခိုင်းရတွဲထားတယ်လီယိုကလည်းအဖွားကိုတွဲတယ်ပြီးတော့ခိုင်ကျန်လည်းအမကလည်းအဖွားကိုတွဲတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဒါတွဲခေါ်ပြီးတော့သွားဖြည်းဖြည်းချင်းသွားနေရတာပေါ့နော်အဖိုးကလည်းအရန်မောတတ်တဲ့ခါကျတော့အဲ့လိုမျိုးနားလိုက်အဲ့လိုမျိုးထိုင်လိုက်ဆက်သွားလိုက်နေပေါ့နော်အဲ့အပေါ်ရောက်တဲ့ခါကျတော့ထိုင်စရာလေးလည်းရှိရခဏထိုင်ကြအောင်ဆိုပြီးတော့အမထိုင်နေပြီးတော့ခုနနေရဝဲတဲ့ဒီကောက်ရင်းနဲ့အုံဒီနဲ့မုံလေးကိုစားကြည့်နေကြတာပေါ့နော်အဲတပူးလေးပဲဝယ်ရလီယိုလည်းအများကြီးတော့မဝယ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့စားလို့ကတော့တော်တော်လေးကောင်းတယ်ပေါ့နော်တော်ပူပူလေးနဲ့လို့အရန်ကြီးလည်းအချိုမပါဘူးပေါ့နော်လီယိုကလည်းအချိုမပါတာကိုကြိုက်တယ်ပေါ့နော်အချိုအရန်ကြီးမစားတဲ့ခါကျတော့စားရတာအဆင်ပြေပါတယ်ပြီးတော့ပေါ့နော်လီယိုတို့အမှ10မိနစ်လောက်တော့ထိုင်ရတယ်ပေါ့နော်နားနေပြီးရဲ့ခါကျမှဒါအပေါ်ကိုဆက်ပြီးတော့တက်တယ်ပေါ့နော်ဈေးဝယ်ကြမယ်ဆိုပြီးတော့ဟိုဘက်ကြီးဒီဘက်ကြီးနဲ့အတော်မှာတဲ့ဖက်နက်တွေပါဝင်ဝယ်ပေါ့နော်ပြီးကြမှာနောက်ဆုံးဒီ Uniqlo မှာပေါ့နော်ထပ်ဝယ်အောင်ဆိုပြီးတော့တကယ်တော့ Uniqlo မှာလည်းအရင်ရက်တည်းကလည်းဝယ်ကြတယ်ပေါ့နော်အဲ့ဒါနေ့တိုင်းလိုသွားပြနေကြဟိုလူကမှလိုက်သွားဝယ်လိုက်ပေါ့နော်ဒီအမျိုးကမှလိုက်သွားဝယ်လိုက်နေအဲ့ဒါသွားဝယ်ကြတယ်အခုဒီဖိုးတို့နဲ့ကတော့ဒါပထမဆုံး Uniqlo လာကြတာပေါ့နော်သူတို့လည်းသူတို့ဝယ်ပေးခြင်းတဲ့လူတွေအတွက်လည်းဝယ်ပေးကြတယ်ကလေးတွေအတွက်ကောအဲ့ဒါအများကြီးဝယ်တယ်ပြီးတော့နာယူဝက်လောက်တော့ကြာမယ်ထင်တယ်အဲ့ Uniqlo ထဲမှာကိုလေဝယ်တဲ့ပြီးမှလီယိုတို့ထွက်ခဲ့ကြပါတယ်ပြီးရဲ့ခါကျတော့ပေါ့နော်လီယိုတို့ဒီ Icon CN ကအပေါ်တက်မှာပေါ့နော်သူတို့ပါလဲဒီ view ကြည့်လို့ရတဲ့နေရာကသွားကြမယ်ဆိုပြီးတော့လိုက်ဖို့ပါတယ်ဒီကြောက်ဖျားမြစ်ကိုလည်းဖိုးဖွာတို့တခါမှမတွေ့ဘူးလေပေါ့နော်အဲ့ဒါဆိုတဲ့ခါကျတော့လီယိုတို့ပြမယ်ဆိုပြီးတော့ဒါအပေါ်တက်ခဲကြတယ်ပေါ့နော်အပေါ်မှာဒါသူတို့ကြည့်ရှုပေါ့နော်ပြီးကြတော့ခဏထိုင်ဓာတ်ပုံလေးပါရိုက်ပေးပေါ့နော်လီယိုတို့လည်းရိုက်ကြတယ်အခါမှာပေါ့နော်အမှအဖိုးနဲ့ပွားကိုခဏထိုင်နေပြီးရဲ့ခါကျတော့ဂျက်ဆန်ကအမှသူတို့နှစ်ယောက်အမနီကကိုဓာတ်ပုံရိုက်ပေးဖို့သူတို့နေရာရွေးပေးနေတာပေါ့နော်အဲ့ဒါနဲ့နေတွေကလည်းပူရဲပြီးအခါကျတော့ပေါ့လေအဲ့မှာဓာတ်ပုံလေး15မိနစ်လောက်တော့ရိုက်လိုက်ကြတယ်ပြီးတော့ပေါ့နော်ဓာတ်ပုံရိုက်ပြီးတော့လီယိုရဲ့အဖိုးရဲ့ဖွာရဲ့လီယိုညီလေးရဲ့ကတော့အောက်ကိုဆင်းနေပြီးတော့ဒီရန်ကုန်ကြီးဟောက်မှာစောင့်မယ်ပေါ့နော်သူတို့၃ယောက်ကတော့ Western မှာဝယ်စရာရှိလို့ဆိုပြီးတော့နေခဲ့ကြတယ်လီယိုတို့ကတော့ဒီဆိုင်ကိုလည်းတော်တော်လေးရှာလိုက်ရတယ်ပေါ့နော်လီယိုကလည်းမကျွမ်းဂျက်ဆန်ကပဲကျွမ်းတာစေခါသူမပါတော့တယောက်တည်းဟိုဆင်းလိုက်ဒီတက်လိုက်နေပေါ့နော်အလွာမမှတ်မိတော့နောက်ဆုံးကြမှာသူတို့ရောက်လာပြီးရဲ့ခါကျတော့စားစရာတွေမှာရဲ့ပေါ့နော်မနေ့လေးနည်းနည်းလေးလဲစော်လေးတော့လူကတော့အရင်ကြီးတော့မများသေးပါဘူးလီယိုကပေါ့နော်ဒီရန်ကုန်တီဟောက်ကိုမြန်မာပြည်မှာရရန်ကုန်သွားတိုင်းစားဖြစ်ပါတယ်မနစ်တုန်းကလာတော့ကလည်းသူတို့ပထမဖွင့်တဲ့ဆိုင်မှာဓာတ်ပေါက်တွေပါတွားစားရရပေါ့နော်ဒီနေ့ကတော့ဖက်တမင်လေးပဲစားလိုက်ပါတယ်အဖွားတော့ခောက်ဆွဲစားရပေါ့နော်တယောက်တစ်မျိုးစုံပဲစားကြပါတယ်ပြီးတဲ့ခါကျတော့ဒီဖာလူတာလေးလဲလီယိုဝယ်တောက်လိုက်တယ်ပေါ့နော်ပြီးတော့သူတို့တခြားပေါ့နော်အချိုပွဲလေးလည်းချကျွေးတယ်ပြီးတော့မုံလုံးကြီးပေါ်လေးလည်းချကျွေးပါတယ်ပြီးရဲ့ခါကျတော့လီယိုတို့ပေါ့နော်အမှလည်း45မိနစ်တနာရီဝန်းကျင်လောက်ကြာသွားတယ်ပေါ့နော်စားလဲစားပြီးသွားပြီနေ့လေလည်းရောက်နေပြီဆိုတဲ့ခါကျတော့ဘူးနဲ့ပွားလဲပင်မန်းဒီမှာဆိုလို့လီယိုတို့အိမ်ကိုပြန်ခဲ့တယ်ပေါ့နော်ဒီ vlog လေးကတော့ဒါပါပဲ see you next vlog ပါ bye